ယောင်းကုံစင်းနှုံးတွေတအားမြင့်တဲ့အတွက်တဲ့အလုတ်ကိုရပ်ထားမယ်လို့ပြောတဲ့တင်နန်းသူတယောက်ကိုပြောရင်းနဲ့ပေါ့နော်ကျန်တဲ့သူတွေကိုလည်းပြောပြချင်တာလေးရှိပါတယ်အားလုံးမင်္ဂလာပါရှင်ဘရုံမှာဖျောင်းနိုင်လုပ်ငန်းနဲ့ဤပညာမျှဝေခြင်းကနေကြိုဆိုလိုက်ပါတယ်ရှင်ကျမတို့ကဒီဖျောင်းကုံစင်းနှုံးတွေတက်တာကကျမတို့လှုပ်လို့ရတဲ့အရာမဟုတ်ဘူးလေနော်သူများတွေတောင်ရက်တီနိုင်သေးတယ်ဒီဖျောင်းလုပ်ငန်းနဲ့ပတ်သက်ပြီးရက်တီနိုင်သေးတယ်သူများတွေတောင်လုံနိုင်သေးတယ်ပေါ့နော်ကိုကဒီဟာကိုဘယ်လိုပြောမလဲခဏနားရမယ်ဆိုရင်ကိုကအရှုံးပေးသလိုပဲပေါ့နော်အရှုံးပေးသလိုပဲဘာလို့လဲဆိုတော့ဖျောင်းကုံစင်းနှုံးတက်လို့ရှိရင်တက်စီအတိုင်းလေးလိုက်တက်စီအတိုင်းလေးလိုက်ကုံစင်းနှုံးကဒီအချိန်မှာကလေတက်ဖို့ပဲအလားအလာရှိတာပေါ့နော်ကြားဖို့အလားအလာမမြင်သေးဘူးပေါ့နော်ဒါကကိုမြင်တဲ့အမြင်လေးကိုပြောတာပါဆိုတော့လေမနာထားပါနဲ့ကျန်တဲ့ဒီတင်နန်းသူတယောက်လည်းပြောရင်းနဲ့ကျန်တဲ့လူတွေကိုပြောပြခြင်းပါတယ်ကုံစည်းနှုံးတက်ရင်တက်တဲ့အဆိုင်တက်တဲ့အတိုင်းလေးကိုသွားမှကိုကရေရှည်သွားလို့ရမှာကိုကဖျောင်းစည်းကြမှာလုံမယ်ဖျောင်းစည်းနှုံးတက်ရင်မလုံဘူးဆိုလို့ရှိရင်ဒီအလုတ်ကအလုတ်မဖြစ်ဘူးနော်အလုံးမဖြစ်ဘူးဒါကြောင့်မလို့ကျန်တဲ့လူတွေလည်းစိတ်ဓာတ်မကြပါနဲ့သူများတွေတောင်လှုပ်လို့ရရင်ကိုလည်းလှုပ်လို့ရရမယ်လေနော်အဲ့ဒီမှာအသေးစိတ်လေးတွေဆွေးနွေးချင်တာရှိလို့ရှိရင်လည်းအမတို့နဲ့လာပြီးဆွေးနွေးလို့ရတယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ဘယ်တော့မှဖျောင်းနိုင်လုပ်ငန်းနဲ့ဤပညာမျှဝေခြင်းရပါလိုက်ရင် share လေးနဲ့ကူညီပေးကြပါအောင်နော်